နိုင်ငံတနိုင်ငံရဲ့စီးပွားရေးစနစ်တစ်ခုလုံးလည်ပတ်နိုင်ဖို့အတွက်ငွေကြေးဟာသွေးကြောလိုမျိုးအရေးပါပါတယ်။စီးပွားရေးပညာစကားအရနိုင်ငံအတွင်းလည်ပတ်နေတဲ့စုစုပေါင်းငွေကြေးပမာဏကို money supply လို့ခေါ်ပါတယ်။အကြသိမိကထုတ်ပြန်ခဲ့တဲ့ကမ္ဘာ့ဘဏ်ရဲ့2025ခုနှစ်ဒီဇင်ဘာလအစီရင်ခံစာတွေအရမြန်မာနိုင်ငံမှာငွေကြေးဖောင်းပွားမှုနှုန်းဟာ20%ကနေ30%ဝန်းကျင်မှာရှိနေပြီးကုန်စည်နှုန်းကြီးမြင့်မှုဟာပြည်သူတွေရဲ့စားဝတ်နေရေးကိုများစွာရိုက်ခတ်လျက်ရှိပါတယ်။ဒီနေရာမှာသူတော်များများမေးလေးရှိရဲ့မေးခွန်းတစ်ခုကတော့နိုင်ငံမှာပတ်စံတွေရှားပါနေရင်ဒါမှမဟုတ်အစိုးရမှာပတ်စံလိုနေရင်ဗဟိုဘဏ်ကနေပတ်စံတွေအများကြီးရိုက်ထုတ်ပြီးတော့ပြည်သူတွေကိုဝေပေးလိုက်ရင်ဒါမှမဟုတ်သုံးလိုက်ရင်မရဘူးလားဆိုတဲ့အချက်ဖြစ်ပါတယ်။အဖြေကတော့မရပါဘူး။ငွေကြေးပမာဏကိုတိုးမြင့်ဖို့လိုအပ်တဲ့အခြေအနေတွေရှိသလိုအကန့်အသတ်မရှိပဲရိုက်ထုတ်တယ်ဆိုလို့ရှိရင်လည်းနိုင်ငံရဲ့စီးပွားရေးတစ်ခုလုံးပြိုလဲသွားနိုင်တဲ့အန္တရာယ်ရှိပါတယ်။ဗဟိုဘဏ်တစ်ခုရဲ့အဓိကတာဝန်ကတော့ငွေကြေးပမာဏနဲ့ကုန်စည်ထုတ်လုပ်မှုကြားမှာဟန်ချက် balance မြင်အောင်ထိန်းကျောင်းပေးဖို့ပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာဆိုရင်ငွေကြေးပမာဏကိုဘာကြောင့်တိုးမြင့်ဖို့လိုအပ်တာလဲနဲ့တိတ်ကျထုတ်လုပ်ရင်ဘာကြောင့်အန္တရာယ်ရှိရလဲဆိုတာကိုအသေးစိတ်ရှင်းလင်းပြပြသွားမှာဖြစ်ပါတယ်။ပထမတစ်ပိုင်းမှာဆိုရင်နိုင်ငံတစ်ခုမှာငွေကြေးပမာဏ money supply ကိုတိုးမြင့်ဖို့ဘာကြောင့်လိုအပ်တာလဲဆိုတာကိုပြပြပေးသွားပါမယ်။နံပါတ်1စီးပွားရေးကြီးထွားမှုနဲ့ညီလာရောက်ညီတွေဖြစ်စေဖို့ economic growth နိုင်ငံတစ်နိုင်ငံမှာလူဦးရေတိုးလာပြီးကုန်စည်နဲ့ဝန်ဆောင်မှုထုတ်လုပ်မှု GDP များပြားလာတယ်ဆိုရင်အဲ့ဒီကုန်စည်တွေကိုအရားဝယ်ပြုလုပ်ဖို့အတွက်ငွေကြေးပမာဏပုံမလိုအပ်လာပါတယ်။အကယ်၍ကုန်စည်တွေကများလာပြီးငွေကြေးပမာဏကမတိုးလာဘူးဆိုရင်ငွေရှားပါမှုဖြစ်ပေါ်ပြီးတော့စီးပွားရေးရပ်တန့်သွားနိုင်ပါတယ်။နံပါတ်2ငွေဖြစ်လည်မှုအကျပ်အသေးကိုဖြည့်ရှင်းဖို့ liquidity စီးပွားရေးကျတဲ့ကာလတွေမှာလူတွေကငွေကိုလက်ထဲမှာသာတင်ထားကြပြီးသုံးစွဲမှုနည်းသွားတတ်ပါတယ်။အဲ့ဒီအခါဗန်ဒီမှာငွေပြတ်လတ်မှုမဖြစ်စေဖို့နဲ့လုပ်ငန်းရှင်တွေချင်းငွေရရှိစေဖို့ဗဟိုဘဏ်ကငွေကြေးပမာဏကိုတိုးမြင့်ပေးရလိမ့်ရှိပါတယ်။နံပါတ်3ငွေသေးလွန်မင်းတက်ခြင်းကိုကာကွယ်ဖို့ avoiding deflation ကုန်စည်နှုန်းတွေအလွန်အမင်းကျဆင်းသွားခြင်း deflation ဟာစားသုံးသူတွေအတွက်ကောင်းတယ်လို့ထင်ရပေမဲ့လုပ်ငန်းရှင်တွေအရှုံးပေါ်ပြီးအလုပ်ကိုင်တွေပြဆုံးစေနိုင်ပါတယ်။အဲအကြောင်းကုန်စည်နှုန်းတည်ငြိမ်စေဖို့ငွေကြေးပမာဏကိုထိန်းညှိတိုးမြင့်ပေးရပါတယ်။ဒုတိယပိုင်းမှာဆိုရင်ဗဟိုဘဏ်တွေကပတ်စံကိုစိတ်ကြိုက်ပါကြောင့်မရိုက်ထုတ်နိုင်လဲဆိုတာကိုရှင်းပြသွားပါမယ်။နံပါတ်1ငွေကြေးဖောင်းပွားမှု inflation ငွေကြေးဖောင်းပွားမှုဟာအဓိကအကျဆုံးချက်ဖြစ်ပါတယ်။ငွေကြေးဆိုတာဟာနိုင်ငံအတွင်းမှာရှိတဲ့ကုန်စည်နဲ့ဝန်ဆောင်မှုတွေရဲ့တန်ဖိုးကိုကိုးစားပြုခြင်းသာဖြစ်ပါတယ်။ကုန်စည်ထုတ်လုပ်မှုကမတိုးပဲပတ်စံတွေပဲရိုက်ထုတ်လိုက်တယ်ဆိုရင်ပတ်စံတွေအများကြီးကကုန်စည်နှဲငယ်လောက်ကိုလိုက်ချင်းဖြစ်ပေါ်ပြီးကုန်စည်နှုန်းတွေအဆမတန်မြင့်တက်သွားပါလိမ့်မယ်။ဥပမာပေးရမယ်ဆိုရင်ကျွန်းတစ်ခုပေါ်မှာ90ကောင်သာရှိပြီးလူတိုင်းလက်ထဲမှာစုစုပေါင်းငွေ10ကျပ်ရှိတယ်ဆိုရင်9ကောင်ကိုတစ်ကျပ်ပေးရပါမယ်။အကယ်၍ဗဟိုဘဏ်ကငွေ100အထိရိုက်ထုတ်လိုက်ပေမဲ့9က10ကောင်သာရှိနေသေးတယ်ဆိုရင်9ကောင်ရဲ့ဈေးဟာ10ကျပ်အထိအလိုလျောက်ဖြစ်သွားပါလိမ့်မယ်။လူရဲ့လက်ထဲမှာပတ်စံများလာပြီးမြဲဝယ်နိုင်စွမ်း purchasing power မတိုးလာပဲကုန်စည်နှုန်းကတက်သွားခြင်းဖြစ်ပါတယ်။နံပါတ်2ငွေကြေးတန်ဖိုးကျဆင်းခြင်း currency devaluation ပတ်စံကိုအကန့်အသတ်မရှိရိုက်ထုတ်တယ်ဆိုရင်နိုင်ငံတကာဈေးကွက်မှာမိမိနိုင်ငံရဲ့ငွေကြေးတန်ဖိုးဟာထိုးဆင်းသွားပါလိမ့်မယ်။အဲ့ဒါဟာ73စီသေဝါလိုမျိုးသွင်းကုန်တွေကိုပုံမဈေးကြီးပေးဝယ်ရစေပြီးဒီသွေးကုန်စည်နှုန်းကိုပုံမဆိုးရစေပါတယ်။နံပါတ်3အလွန်အကျွံငွေကြေးဖောင်းပွားမှုအန္တရာယ် hyperinflation သမိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင်1920ကျော်လောက်မှာဂျာမနီ၊ဇင်ဘာဘွေနဲ့ဗင်နီဇွဲလားနိုင်ငံတွေမှာအစိုးရကအကျွေးဆက်ဖို့နဲ့အသုံးစရိတ်အတွက်ပတ်စံတွေစိတ်ကြိုက်ရိုက်ထုတ်ခဲ့တဲ့အတွက်ကြောင့်ပတ်စံဟာတန်ဖိုးမရှိတဲ့စက်ကူလိုမျိုးဖြစ်သွားခဲ့ပါတယ်။ဖမ်းမောက်တလုံးဝယ်ဖို့အတွက်ပတ်စံတွေကိုလက်သွန်းလေးနဲ့တိုက်ယူရတဲ့အဆင့်ထိရောက်သွားခဲ့ပါတယ်။နံပါတ်4ယုံကြည်မှုကင်းမဲ့ခြင်း loss of confidence ငွေကြေးစနစ်တစ်ခုဟာယုံကြည်မှုပေါ်မှာအခြေခံပါတယ်။လူတွေကအဲ့ဒီငွေကိုတန်ဖိုးရှိရလို့မယုံကြည်တော့ဘူးဆိုရင်ခြားနိုင်ငံငွေကြေးဒါမှမဟုတ်ရွှေကိုသာစုဆောင်းလာကြပြီးပြည်တွင်းစီးပွားရေးရန်ရာတစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်။နည်းနည်းချောက်ရမယ်ဆိုရင်ငွေကြေးရိုက်ထုတ်ခြင်းဆိုတာဟာစားလိုမျိုးဖြစ်ပါတယ်။ဒီနောက်မှာစားနိုင်ငယ်လိုအပ်ပေမဲ့စားလုံးကြိုထည့်လိုက်တယ်ဆိုရင်အဲ့ဒီဟင်ကစားလို့မရတော့ပါဘူး။အဲ့လိုမျိုးပါပဲ။စီးပွားရေးကြီးထွားဖို့အတွက်ငွေကြေးသုံးမြင့်ဖို့လိုပေမဲ့ငွေအများကြီးရိုက်ထုတ်လိုက်တယ်ဆိုရင်စီးပွားရေးစနစ်တစ်ခုလုံးပျက်စီးသွားမှာဖြစ်ပါတယ်။ဗဟိုဘဏ်တွေကနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုဆိုတာ GDPနိုင်ငံခြားငွေရန်သိရှိမှုနဲ့ငွေကြေးဖောင်းပွားမှုအခြေအနေတွေကိုသေချာစွာတွက်ချက်ပြီးမှသာငွေကြေးပမာဏကိုထိန်းညှိထုတ်ဝေရတာဖြစ်ပါတယ်။ဒါကြောင့်စစ်မှန်တဲ့ဒနာဥစ္စာဆိုတာဟာပတ်စံရဲထုတ်ခြင်းကလာတာမဟုတ်ပဲကုန်စည်နဲ့ဝန်ဆောင်မှုတွေကိုပုံပုံထုတ်လုပ်နိုင်ခြင်း productivity ကသာလာတာဖြစ်တဲ့ဆိုတဲ့အကြောင်းသင်ပြလိုက်ရပါတယ်။ဒီနေ့ဗီဒီယိုကနေဗဟိုဘဏ်ကဘာကြောင့်ပတ်စံတွေအများကြီးရိုက်ထုတ်လို့မရလဲဆိုတဲ့အကြောင်းရင်းကိုသိရှိသွားကြလိမ့်မယ်လို့ထင်ပါတယ်။တကယ်လို့ဒီဗီဒီယိုလေးကကိုယ့်အတွက်ဘဝတုဒ္ဒရစေခဲ့တယ်ဆိုရင်comment မှာ yes လို့ရေးခဲ့ပေးပါ